ဟုတ်တယ်မောင်လေးအမတခြားမီးကိုစိတ်ကောက်တာပြီးတဲ့ကသုံးဖို့တစုံလားလှူသွားတယ်အခုပိုင်ရှင်ရလဲဘယ်တိုင်းပြည်ရောက်လို့ရောက်မှန်းလည်းမသိဘူးခုတည်းထိလည်းမလာသေးဘူးဒီပြီးတဲ့ကသုံးဖို့ကြီးလည်းအမလက်ထဲမှာဘာပြောချင်တာလဲဆိုတော့အမတခြားမင်းကြီးကိုတင်းတယ်လို့ပြောလိုက်တာလေစိတ်ကောက်တာလေဘာပြောချင်တာလဲဆိုတော့ကွာခုဒီပြီးတဲ့ကသုံးဖို့ကြီးကအဲ့ဒီမှာရှိနေတဲ့အတွက်အဲ့နောက်ဆက်တွဲသည်တရားမင်းရပဲမောက်ကန်နေညှင့်ပေးလိုက်တာလားဒီအဲ့နောက်မှာဘာတွေဖြစ်လာလဲဆိုအခုမစိုးရိမ်နဲ့အမချိတ်မိရဲ့မန္တလေးမစိုးရိမ်စာတင်တိုက်တဲ့ချိတ်မိတဲ့အခါကျစာအုပ်ကြီးအလှူခံတဲ့ခါကျစာအုပ်ကြီးတွေကအုပ်ကြီးရာကျော်အဲ့တော့လေဒီစာအုပ်ကြီးကလေပထမတစ်ခါမစိုးရိမ်အမှတ်1ဆရာတော်ဦးတော်ဖနာကိုလှူပေးတာစာအုပ်80ကျော်နော်အုပ်80ကျော်လဲဒီပိဋကသုံးပုံကြီးပေါ်ပါပဲမစာအုပ်တွေထပ်ထားတာပေါ့နော်ဟောဆရာတော်ကစာအုပ်တွေယူသွားတယ်ကုံသွားတယ်ပိဋကသုံးပုံကြီးကမူရင်ကျန်းနေခဲ့ပြန်ဟောဟိုတမှတ်စဉ်နှစ်မစိုးရင်ရောစာအုပ်200ကျော်လှူပေးတယ်ဟောဆရာတော်ရဲ့လည်းစာအုပ်လာယူရောဒီမှာပိဋကသုံးပုံကမူရင်ကျန်းနေခဲ့ပြန်ဗီဒီယိုကြီးပေါ်မှာအခုအမှတ်စဉ်3အခုစာအုပ်တွေစလှူနေစုနေပြီဒီမှာပြရကလုံးမုံကြီးကနေမှာမမတ်ကြီးအမပြီမှာအဲ့တော့တရားမင်းကပေးရလက်ဆောင်လို့ပဲအမပြောမယ်အဲ့တော့အလှရှင်ကလည်းဘယ်တိုင်းမှရောက်လို့ရမှမသိအမတရားမင်းစိတ်ဆိုးလို့သူလားလှူတော့တာပြရကသုံးမုံတော့ပြရကသုံးမုံဒီလှူတဲ့လူတွေငွေပမာဏအရမ်းများတယ်အဲ့တော့တောင်တုံကပြရကသုံးမုံလှူဖို့ဆိုစဉ်းစားကြတယ်အဲ့ဒါကိုသူလားလှူတော့တာအမတရားမင်းလှမ်းမျက်စောင်းထုတ်ပြီးစိတ်ကောက်ပလိုက်နော်